ရမုန်းလက်ထက်ကကင်ထားတဲ့ဒီအနီရောင်မက်ဆီမဲဝိုင်းလေးပေါ့နော်ဒီဆေးဘူးလေးကိုသုံးလို့အဆင်ပြေလားမပြေလားဆိုတာ customer တယောက် review ပေးထားတာလေးကိုရမုန်းကဖတ်ပြပေးမယ်အဲ့တော့သုံးလို့အဆင်ပြေပါတယ်တဲ့အရင်နှစ်ဘူးကကုန်တော့မယ်တဲ့ကျွန်တော်ဒုက္ခကဆေးတွေခဲခဏခဏရောင်းနေတာခုတော့မရောင်းတော့ဘူးတဲ့ဆေးခဲတွေလည်းနေတဲ့နေရာအကုန်ကြည့်ကုန်ပြီထူများတဲ့နေရာတော့အချိန်ယူအောင်နေတဲ့မရောင်းတော့တာကွာကျေးဇူးတင်ပါတယ်အဲ့တော့ဒီကိုဆိုလို့ရှိရင်နှစ်ဘူးဝယ်သွားပါပေါ့နော်ရမုန်းတို့ကပထမဆုံးဆောက်ဝယ်ဟာဆိုလို့ရှိရင်ဆေးနှစ်ဘူးတည်းအသုံးပြုခိုင်းတယ်ဘာလို့လဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြီးမတူဘူးကျန်းမာရေးအခြေအနေတွေမတူဘူးအဲ့တော့ရမုန်းတို့ကဆေးခဲတယ်လို့လာရဲလူဆေးခဲတဲ့စိတ်ခဲပြေခြင်းလို့ဆိုလာဝဲလူတိုင်းမတို့ကနှစ်ဘူးညှို့မိတယ်နှစ်လားစာနှစ်ဘူးဒီလိုမျိုးနှစ်ဘူးသုံးတဲ့အထိမတိတာဘူးရလည်းမထွက်ဘူးဆိုလို့ရှိရင်ငွေပြည့်ပြန်အမ်းပေးလိုက်တယ်အဲ့တော့ဒီကိုဆိုလို့ရှိရင်လည်းပေါ့နော်သူသုံးရတာအဆင်ပြေတယ်တဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူ့ရဲ့ဒုက္ခကအရင်တော့ဆိုဆေးထိုးပူတာတော့ခဏရောင်းတာပေါ့နော်ရောင်းနေနောက်ပြီးကျတော့ဆေးထိုးထားတဲ့နေရာနေပြီးတော့ဆေးခဲတာကမညီမညာတွေပေါ့နော်ထူတဲ့နေရာတွေကထူခဲပါတဲ့နေရာတွေကပါခဲအခုဆိုပါတဲ့နေရာတွေခဲပါပြီးခဲတဲ့နေရာတွေကပြေကုန်ပြီကြေကုန်ပြီတဲ့ထူတဲ့နေရာတွေတော့အချိန်တော့ယူပါအောင်မယ်ထင်တယ်တဲ့သုံးရတာအဆင်ပြေပါတယ်အဲ့တော့ရမုံပြောချင်တာကဒီလိုမျိုးဆေးတွေထိုးထားတဲ့ကျမကြီးတိပညာမရှိလို့ကျမကြီးဘူးတူတာနဲခဲ့လို့ဆေးတွေထိုးခဲ့မိတယ်အခုဆေးတွေထိုးတဲ့အခါမှာဒီလိုမျိုးနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဒီလိုမျိုးဆေးတွေခဲလာတယ်ထိုးတဲ့နေရာနေပြီးရောင်းနေတယ်ဆေးခဲထားတဲ့ဆေးတွေခဲတာကမညီမညာပုံပြပန်းပြဖြစ်နေတယ်ဒီလိုမျိုးဆိုလို့ရှိရင်ရမောကအမြဲဆုံးကုသပါဆေးရုံဆေးကန်းတွေကိုတွားပါနီးစပ်ရာဆေးကန်းမှာတွားပြီးဆရာဝန်နဲ့တိုင်ပင်ကုသပါအဲ့လိုမျိုးမကုသခြင်းဘူးဆေးရုံဆေးကန်းတွားပြီးဆရာဝန်နဲ့တွေ့ရမှာရှက်တယ်ယွန့်တယ်ကြောက်တယ်ဒီလိုမျိုးဆိုလို့ရှိရင်အိမ်တွင်းနီးလန်းလေးတွေလည်းရှိတယ်တဘာဝနီးလန်းလေးတွေလည်းရှိတယ်တဘာဝနီးလန်းကဘာလဲဆိုလို့ရှိရင်ပေါ့နော်ကြားမနိုင်မြစ်ကိုတွေးပြီးတော့လိမ့်လို့ရတယ်နန်းလုံးကြိုင်မြစ်ကိုတွေးပြီးတော့လိမ့်လို့ရတယ်ဒီနှစ်မျိုးဒီပရာဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရနိုင်တယ်ကိုကပရာဆေးဆိုင်တွေကိုသွားဖို့ဝေးတယ်အစီမပြေဘူးဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးလောရမှာရှုပ်တယ်ထင်တယ်ဆိုလို့ရှိရင်မတို့ဒီလက်ထဲမှာကင်ထားတဲ့အနီယာမက်ဆီမန်ဝိုင်းလေးကိုသုံးပေးကြည့်ဘယ်လိုမျိုးသုံးပြရမလဲဆိုလို့ရှိရင်တစ်နေ့ကို2ကြိမ်ပဲလိမ့်တော့2ကြိမ်ကနေ3ကြိမ်ထိလိမ့်လို့ရတယ်တချို့ဆိုလို့ရှိရင်တစ်နေ့ကို1ကြိမ်နဲ့လိမ့်တာနဲ့တင်တော့မှ2ပတ်တွင်ဆေးခဲတာကြီးပျောက်တဲ့လူရှိတယ်ဒါပေမဲ့ဒီကိုကနေတဲ့နေရာတွေကတော့ပျောက်ကုန်ပြီတဲ့ပါတဲ့နေရာတွေကတော့ပျောက်သွားပြီပေါ့နော်ထူတဲ့နေရာတွေကတော့ကြံသေးတယ်တဲ့အဲ့တော့ရုံမပြောချင်တာကဆေးထိုးထားလို့ဆေးခဲနေပြီဆိုလို့ရှိရင်ဒီဆေးဘူးလေးကိုစမ်းသုံးကြည့်ပါတပူးကိုငွေကြေးတောင်းကနန်းလေးပဲရှိပါတယ်နှစ်ဘူးကုန်တဲ့အထိမတိတာဘူးဆိုလို့ရှိရင်ငွေအပြည့်ပြန်အမ်းပေးပါတယ်အဲ့တော့658 422 122ကိုဆက်သွယ်မှာယူနိုင်ပါတယ်